တခါတုန်းကမြတ်လျှော်ဖျားရှင်ဟာတပည့်တာဝကာတွေနဲ့အတူသတင်းသုံးနေစဉ်မှာတပည့်တစ်ပါးကအရှင်ဖျားဒေါသကိုဘလို့များထိန်းချုပ်ရပါမလဲလို့လျှောက်ထားခဲ့ပါတယ်မြတ်လျှော်ဖျားကဒီမေးခွန်းအတွက်ပုံမြင်နည်းတစ်ပုဒ်နဲ့ဖြေကြားပေးခဲ့ပါတယ်ရှေးတုန်းကရွာတီရွာမှာဒေါသကြီးတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်သူဟာအသေးအဖွဲကိစ္စလေးဒီမှာတောင်ချက်ချင်းဒေါသထွက်တတ်ပြီးကြမ်းတမ်းတဲ့စင်ကလုံးတွေနဲ့ဆဲဆိုးတတ်ပါတယ်ဒေါသပြေသွားတဲ့အခါမှာပဲသူအလွန်နောင်တရတတ်ပါတယ်သူရဲ့ဒီအချင်းကြောင့်မိသားစုတစ်ခုလုံးစိတ်ဆင်းရဲနေရပြီးအိမ်မှာအမြဲတမ်းလိုစကားများရန်ဖြစ်တန်တွေကြားနေရပါတယ်တနေ့မှာတော့ယဟန်တော်တစ်ပါးသူတို့အိမ်ရှိကိုစွန့်ကန်ကြွလာပါတယ်အမျိုးသမီးကသူ့ရဲ့ဒေါသကြီးတဲ့ပြဿနာကိုယဟန်တော်စီမှာရင်ဖွင့်ပြီးအကူအညီတောင်းပါတယ်ယဟန်တော်ကသူ့အိတ်ထဲကနေဆေးပလင်းလေးတစ်လုံးထုတ်ပြီးဒါဟာဒေါသအတွက်ဆေးတစ်မျိုးပဲဒေါသထွက်လာတိုင်းဒီဆေးကိုလျှာပေါ်မှာ40ချပြီး10မိနစ်လောက်ပါးစပ်ပိတ်ပြီးငုံထားပါပါးစပ်ကိုလုံးဝမဖွင့်ရဘူးဖွင့်လိုက်ရင်ဆေးအာနိသင်ပြတ်သွားလိမ့်မယ်လို့ပြောပြီးကြွသွားပါတယ်အမျိုးသမီးလည်းယဟန်တော်ပြောတဲ့အတိုင်းလိုက်နာပါတယ်ဒေါသထွက်လာတိုင်းဆေးကိုအမြန်ငုံထားလိုက်ပါတယ်တပတ်လောက်ကြာတဲ့အခါသူ့ရဲ့ဒေါသကြီးတဲ့အချင်းကပျော့ကွယ်သွားပါတော့တယ်နောက်တစ်ပတ်ယဟန်တော်ပြန်ကြွလာတဲ့အခါအမျိုးသမီးကခြေတော်ရဲမှာဝတ်သွားပြီးအရှင်ဖျားပေးတဲ့ဆေးကတကယ်ကိုထူးကြပါတယ်အခုဆိုရင်ကျမဒေါသလည်းမထွက်တော့ဘူးမိသားစုတွေမှာလည်းငြိမ်းချမ်းသွားပါပြီလို့ရှော့တင်ပါတယ်အဲ့ဒီခါယဟန်တော်ကပြုံးပြီးဒါဟာဆေးမဟုတ်ပါဘူးတာမန်ရေကတ်တပါပဲမင်းရဲ့ဒေါသကိုပျောက်သွားစေတာကဆေးကြောင့်မဟုတ်ပဲမင်းပါးစပ်ပိတ်ပြီးငြိမ်နေလိုက်တဲ့အလေအကျင့်ကြောင့်ပါလို့မိန့်ကြားပါတယ်ဒီပုံမြင်ကိုပြောပြပြီးနောက်မြတ်စွာဘုရားကဒေါသဆိုတာငြိမ်စိတ်ချင်းနဲ့သာထိန်းချုပ်နိုင်ပါတယ်ဒေါသထွက်တဲ့အချိန်မှာလူတွေဟာကြမ်းတိုင်းတဲ့စကားလုံးတွေပြောတတ်ကြပြီးအဲ့ဒီစကားတွေကပဲရံပွဲတွေကိုထစ်ပေါ်စေတာပါဒါကြောင့်ဒေါသရဲ့အကောင်းဆုံးဆေးဟာတိတ်ဆိတ်ခြင်းပါပဲလို့ဟောကြားတော်မူပါတယ်ကျွန်တော်တို့ဘဝမှာလည်းဒေါသထွက်တဲ့အခါစိတ်တွေပြန့်လွင်ပြီးဘာပြောနေမှမသိတော့တဲ့အခြေအနေမျိုးကြုံဘူးကြမှာပါအဲ့ဒီလိုအချိန်မှာပြောလိုက်မိတဲ့စကားတွေကြောင့်တစ်သက်လုံးနောင်တရသွားရတဲ့အထိထက်တတ်ပါတယ်တကယ်တော့ဒေါသဆိုတာခဏလေးပဲဖြစ်ပါတယ်အဲ့ဒီခဏလေးမှသာပါးစပ်ပိတ်ပြီးငြိမ်နေနိုင်မယ်ဆိုရင်ရန်ကွဲတွေပြဿနာတွေအများကြီးကနေရှောင်လွှဲနိုင်မှာပါဒါကြောင့်နောက်တစ်ခါဒေါသထွက်လာရင်တိတ်ဆိတ်ခြင်းဆိုတဲ့ဆေးကိုပါးစပ်ထဲမှာငုံထားလိုက်ပါခဏလောက်ပါးစပ်ကိုပိတ်ပြီးငြိမ်နေလိုက်ပါတင်ဟာလာမယ့်ပြဿနာပေါင်းများစွာကနေလွတ်မြောက်သွားပါလိမ့်မယ်အားလုံးပဲစိတ်ဤငြိမ်းချမ်းခြင်းကိုပိုင်ဆိုင်နိုင်ကြပါစေ